မပြန်တော့ဘူးလေငါအရင်လည်းဝေးတော့ကြာငါဒီမှာပဲအိတ်လိုက်တော့မယ်လေ မင်းယောက်ျားလေးလေဘလို့စင်မိမှာတော့ ပြည့်လေးကိုရဲ့တို့ဒီမှာမြန်အိမ်နေကြပမာသူတို့အခန်းတက်တောင်းရှိနေ အဲ့တော့ငယ်တငယ်ချင်းတွေပဲဥစားငယ်တွေကတောက်နေကြဥစားကားတွေက ဟုတ်တယ်ကိုရဲ့အပြင်ငါ့ပြီဆိုလေတင်းတင်းတူနေရလေတော့ခွက်တဲ့တော့တာဘာမှမဖြစ်ပါဘူးကိုကို ရောက်ပြီလား တဲ့ရလေခုနေ့ကအနီမှာချိတ်ပြီးတော့ဘာလို့ယောက်ျားလေးတင်ကြီးခေါ်လာ အော် तू ကတန်းငယ်ငယ်လေးတွေပေါင်းလာတဲ့တငယ်ချင်းမကိုရဲ့ဘာမှမဖြစ်ပါဘူးငယ်ငယ်လေးတွေပေါင်းလာတာနော်တငယ်ချင်း ရက်လာအမျိုးအဆင်ပြေလားဆင်ပြေလားငါပြန်လိုက်ပါမယ် ပြည့်တငယ်ချင်းနင်းပြန်ကြမလို့လားဟုတ်တော့ဆမ်ဟာကိုတော့မလားလာငါကြီးစားတော့မလေးတက်ရပါ යි တော့တိလား ဟုတ်လေဟုတ်ဒီနေ့ရသွားတော့သူက အဲ့လိုမသိဘူးဟာသူ့ရဲ့တယ်လီဂရမ်မှာတဲတဲလေးဆိုပြီးတော့တင်တာငါနဲ့တော့က official ချမယ်ပြ တက်တက်မဟုတ်လားဘူးထားထားလားမသိဘူး မသိပါဘူးဟာ ထုတ်ပြန်တာမသိဘူး ဒီလိုတော့ငယ်ကြီးစားမှာတော့ငါလည်းပြတ်သွားပြီလေတော့ဖတ်မယ်ဖတ်မယ်တင်ဒီ ဟာလားငါတော့ထားထားထင်တာပဲတော့ဖောက်ပြန်တယ်လေ မဟုတ်တော့ဟာနေရလေ ဟာဟုတ်တော့ပါဦးမင်း ဟဲ့ဝေးဘာလို့လာလဲ ဘာလို့လို့ ငါကမလေးတောက်ပြီးတော့မင်းတောက်တာစီကအဆင်မပြေဘူးလေကွာ ဩငါတို့ကငယ်တငယ်ချင်းတွေပဲဥစားငယ်တွေကတောက်နေကြဥစားကားတွေက ဟုတ်တယ်ကိုကိုရဲ့အပြင်ငါ့ပြီဆိုလေတင်းတင်းတူနေရလေတော့ခွက်တဲ့တော့တာဘာမှမဖြစ်ပါဘူးငင်းတော့ကြပါ ဟောတယ်ဒီအဲ့ဆိုငါတော့ရခဏတော့လာအောင် အေးတော့ ငါစောင်းတော့ အေးအော်ဒီနေ့လေကိုကိုတက်တက်လက်ဆောင်ပါခဲ့တယ်ဘိုင်လက်တိတာ ဘာလဲ ဂျုံကြပါဖြစ်ဒီမှာလိုင်းလန်းနေပြီးတော့ကိုကိုတို့လေကြားဝတ်လို့ဆိုလို့လာဘလောက်လာလဲကြည့်ပါကိုကိုဝကြည့် လာ ဝကြည့်လိုက်လိုင်းလန်းနေဝဲလာနော် ကြိုက်တယ် ကြည့်လား လာ အရင်လာနော်အကိုကိုအတွက်ဒီမှာဘူးလေးတခြားသိမ်းထားနော် ဟိုဒီလိုလက်ဆောင်လေးပဲပြရဆိုတော့စင်ဆိုးတော့ပါဟုတ် ဂျုံကြီးကစူပုံနာပဲလောက်ပြုံးလိုက်အောင်ဟဲ့ဟဲ့ ဟေး ငါဒါစားချင်လို့ ဟာလားနေစားချင်းရှိဒီလိုက်လေ ငါကြိတ်တယ် ဟာလား ဒီဘေးကတော့လေ အဲ့ဒါလုံးဆောင်အောင်မဒီနီယာလေးလား ဟိုအစိမ့်လေးအစိမ့်လေးစိမ့်လေး စိန်နာလေး အေး ဟာလေးလား အေးရွေးပြီဟောခဏလေးဟိုဘာလို့တော့လာလေကိုခွာလေ ဟိုနေအဲ့လက်ကဘာလို့တာဘာလို့တာငါတော့မှမသိသေးဘူးနော်ငါတယောက်လုံးနေပေးမှရှိနေဘာလို့အဲ့ကောင်လက်မကန်ကြ ဘာဖြစ်လို့လဲကိုရဲ့တကယ်ချင်းမလို့လက်တွေ့ရပဲဘာဖြစ်နေလို့လဲ ဟာဘာတငယ်ကြီးလဲတော့ ဟုတ်တယ်လေဘရိုကျွန်တော်တို့ကငယ်ခဲ့တဲ့အဲ့လိုလက်တွဲပြီးသွားနေကြဘာမှဖြစ်ပါဘူးနော် တကယ်ချင်းမလို့တွေ့တာပါကိုရဲ့ဘာဖြစ်နာအခုဒီမှာကိုလည်းတွဲထားပဲလေကိုဘာလို့တော်တော်တိတ်တိတ်နေရ မတူးလေ ဟာမတူအောင်တူတူပဲလေဒီမှာလက်တွဲထားလေ ရပါရဲ့တကယ်ချင်းကအဆင်ပြေဘူးဆိုလဲမပြောတော့ပါ ဒီမှာလည်းတကယ်ချင်းဘာဖြစ်ပါဘူးမြင်လာကိုသူတော့တော်သားချင်းနိုင်နေရပဲကိုဘာလို့တော်တော်မကြည့်အောင်တိတ်တိတ်ရမှာတော်တော်ကြည့်ပြီးညောင်လို့မတွဲထားပဲဥစ္စာ အေးအဲ့ဆိုလာပြန်မယ် လာတော့မေ တဲ့ဟမ်ဆိုမူလေးချုပ်နေဆိုတော့ကိုတို့ပြန်တော့မယ်လေ အိုင်ကျူးဆိုင်တာနော် ညီမမင်းဘာလို့လဲ မပြန်တော့ဘူးလေငါအရင်လည်းဝေးတော့ကြာငါဒီမှာပဲအိတ်လိုက်တော့မယ်လေ မင်းယောက်ျားလေးလေဘလို့စင်မိမှာတော့ ပြည့်လေးကိုရဲ့တို့ဒီမှာမြန်အိမ်နေကြပမာသူတို့အခန်းတက်တောင်းရှိနေရတယ် ဟမ်အဲ့လိုကြီးလားစမပြေဦးတင်တယ်တော့ တကယ်ချင်းမလေးကိုရဲ့ဘာဖြစ်လို့တော့ မိသားလေကွာမင်းအရင်တော့တော့ကဲဝေးအေးလောက်တော့မှသဘောတကြည့်မပေးနိုင်အောင်ငါဝင်နေပြီ အေးတော့ တဲ့ရလေယောက်ျားလေးနဲ့မိန်းကလေးဒီလိုမျိုးတူတူနေရတော့စင်မပြေဦးလေကွာ ဘာလို့လဲကိုရဲ့ပြီးတော့တူနဲ့တူတူအိမ်နာမဟုတ်လေတူတခန်းတက်ခန်းအိတ်တာလေးကိုရဲ့ဘာဖြစ်နေလို့ ဒါဆိုတော့ကိုခိုင်မိုင်းဆုံးချက်တော့ချတော့တဲ့သူ့ကိုရွှေ့မှလားကို့ကိုရွှေ့မှလား ကိုသေးကြ ਈ လား တေးချတယ် သေးကြ ਈ နော် တေးချတယ် အင်းဘောကိုစံပြူဆိုလဲခဏလေးတူတက်ပြောလာအောင်ခဏစားတကယ်ချင်း ဟေး အညာပြောတာရှိရဲ့ ပြောလေ ငါတို့ခုလိုမျိုးလေးပတ်သက်နေအောင်အဆင်မပြေဘူးတဲ့ငါကောင်လည်းသဘောမကျဘူးတဲ့ဘယ်လိုလုပ်ကြမှာ ဟာသဘောမကျရအောင်ငါတို့ဘာဖြစ်နေလို့လဲနင်းနဲ့ငါနေဟိုးငယ်လေးပေါင်းလိုက်တကယ်ချင်းနေပဲဥစား အေးအဲ့ဒါဟုတ်တယ်လေဒါပေမဲ့အခုချိန်မှာသူကငါကြီးသားဖြစ်နေတာလေငါ့ကိုတွင်းသွားနေမှာပေါ့ငါသက်ဆိုင်ရေးကဒီမှာရမရမယ်တင်နေ ရပါတယ်အဲ့တော့နေတော့ပါပဲဒါပေမဲ့ငင်ငါနဲ့တကယ်ချင်းမဟုတ်တော့ဘူးဆိုတော့ငါနေကိုတကယ်ချင်းတော့ပေးခဲ့တဲ့ပစ္စည်းတွေကိုတော့ငါပြန်ယူမှာနော် အဲ့တော့ နံပါတ်1နေမွေးနေတော့ငါနေကိုမွေးနေလက်ဆောင်ပေးထားတဲ့ iPhone 15 Pro Max ပြန်ဟောက်ပြန်ပြီအဲ့တော့နံပါတ်2ငါလမ်းရောက်ဝယ်ထားတဲ့စိတ်လက်စွပ်လေးလေနေအရင်ကြိုက်ပါတယ်ဆိုစိတ်လက်စွပ်လေးလေအေးအဲ့စိတ်လက်စွပ်ပါငါ့ကိုပြန်ပေး တငယ်ချင်းတွေပဲအစိမ်မဆိုးပါနဲ့တငယ်ချင်းတွေပါအဲ့လိုမျိုးမဟုတ်ပါနဲ့ပေါင်းလို့ရတယ်တငယ်ချင်းတွေပေါင်းလို့ရတယ် သိကြလားပေါင်းလို့ရ တေးကြတာပေါ့ပေါင်းလို့ရတယ်နော် ကိုစိတ်မဆုံးနော် ဟာစိတ်မဆိုးပါဘူးတငယ်ချင်းတဲ့ရလေတငယ်ချင်းဒီမို့လက်ဆောင်တွေပေးတာကိုကြိုမပြောပဲနဲ့ ကိုမျိုးပဲအဲ့တော့ကိုနောက်ရက်တော့ချင်းဖော်မရှင်သူ့ဖုန်းဆက်လိုက်လေသူ့ဆက်လို့မရရင်တောက်ဆက်လိုက်ရတယ် အော်ရတယ်ဆက်လိုက် အဲ့တော့တော့မလေးတော့တော့မယ်ကိုပြန်ကြီးဆက်ပြန်နော် ပြန်လိုက်ပြန်နော် လူတိုင်းစိတ်ဝင်နိုင်ရမည် like
လေ